6 လကြာပြီးနောက်ရေပဲဝဲမတ်ကြီးဟာငြိမ်သက်နေပုံရတော့လဲမြည်သည့်အမဲလိုက်ခြင်းထက်မဆိုပို၍ရက်ဆက်လာပါတယ်ရှင်သူမသည်အစာမရှာတော့သလိုအဝေးတို့လည်းမသွားတော့ပါရှင်လွိုင်းကော်နှင့်ပြည်ကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်သူမသည်ရေစီးကြောင်းကိုညင်သာစွာလှုပ်ခတ်ပေးရန်သူမ၏လက်တယ်များကိုအသုံးပြုကာလုံလောက်သောအောက်ဆီဂျင်ကိုဖန်တီးပေးပါတယ်။ဥအိမ်များကိုတန့်စင်ရန်စုပ်ခွက်များကိုအသုံးပြုပြီးမှုများနှင့်ကပ်ပါးကောင်များကိုမောင်းထုတ်ပေးပါတယ်ရှင်။သူမ၏ခန္ဓာကိုယ်မှမူတစ်နေ့ထက်တစ်နေ့ပိန်လှီလာပြီးအရေပြားများမှာအယောင်အဆင်းကင်းမဲ့လာကကြွက်သားများမှာလည်းတဖြည်းဖြည်းချင်းအရေပျော်လာခဲ့ပါတယ်။9 လအကြာတွင်ဥအိမ်ထဲ၌အလင်းရောင်များတောက်ပလာခဲ့ပါတယ်။ခန္ဓာကိုယ်လေးတွေကိုဖောက်ထွင်းမြင်ရပြီးသေးငယ်သောနှလုံးသားလေးသည်လည်းစီးချက်ညီစွာဖြင့်ခုံလုံနေပါတဲ့ရှင်သားလောင်းများသည်ဥခုံကိုဖောက်ထွက်ရန်ရုန်းကန်နေရချိန်တွင်သူမသည်ရှိသမျှအားအင်ကိုသုံး၍ရေစီးကြောင်းတစ်ခုကိုမှုတ်ထုတ်ကာသားသမီးများအားပင်လယ်နက်ထဲသို့တွန်းပို့ပေးခဲ့ပါတဲ့ရှင်သူမ၏စောင့်ရှောက်မှုအောက်တွင်သားသမီးအမြောက်များသည်ဥခုံများကိုဖောက်ထွက်ကာထွက်လာခဲ့ကြပါတယ်မိခင်ဖြစ်သူသည်တစ်ချိန်ပြီးတစ်ချိန်သူမတစ်ခါမှမရောက်ဘူးသေးသောအဝေးတနေရာသို့သားသမီးများအားပို့ဆောင်ပေးခဲ့ပါတယ်နောက်ဆုံးကလေးငယ်တဦးထွက်ခွာသွားချိန်တွင်သူမ၏လက်တံများသည်နောက်ဆုံးတွင်တွဲလောင်ကျသွားခဲ့ရပါတယ်နှလုံးသားသုံးခုသည်လည်းငြိမ်သက်စွာရပ်တန့်သွားခဲ့ပါပြီရှင်သူမသည်ပင်လယ်ကျမ်းပြင်သို့အတန်တိတ်ကျဆင်းပြီးအနားယူသွားခဲ့ပါပြီရှင်သိပ္ပံပညာရှင်များကစနစ်တကျအနားယူခြင်းဟုခေါ်ဆိုကြပါတယ်မိခင်တဦး၏နောက်ဆုံးချိန်ကိုအသုံးပြု၍ဘဝတစ်ခု၏အစပြုခြင်းကိုလဲလှယ်ပေးခဲ့ခြင်းဖြစ်ပါတယ်ရှင်ဦးပေါင်းတသိန်းအနက်ရာကနန်းများသာအရွယ်ရောက်သည့်အထိအသက်ရှင်နိုင်တော်လဲသူမ၏ဘဝနှင့်စနစ်နာခံမှုများသည်သမုဒ္ဒရာကြီးကတော့အမှတ်ရနေမှာဖြစ်ပါတယ်ရှင်အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်